ရှေးချိန်ကမြန်မာပြည်မှာတစ်တောနဲ့တစ်ခုထဲမှာယတနာတစ်ခုရှိတဲ့ဖះเจ้าရှိတယ်အဲ့ဒီယတနာကစွမ်းအားကြီးလာတဲ့လူတွေအနေနဲ့ယတနာကိုထိလို့မရဘူးဖះရဲ့စီကံအတိုင်းဒီယတနာကိုစစ်မှန်တဲ့စိတ်ရှိသူတဦးကသာတင်စီခွင့်ရတဲ့ဒါကြောင့်ယတနာကိုစောင့်မှုစက်မှုနည်းပညာနဲ့ဖန်တီးထားတဲ့စက်ရုပ်ဖိုးဝါစက်ရုပ်ဟာဖះထဲမှာနေပြီးတာဝန်ထမ်းဆောင်နေတဲ့ရှေးခေတ်တုန်းကမြန်မာပြည်တောင်ပိုင်းရှိတစ်တောနဲ့ကြီးတစ်ခုထဲမှာဖះเจ้าရှေးဟောင်းတစ်ခုရှိတယ်အဲ့ဒီဖះထဲမှာတော့စွမ်းအားကြီးမားတဲ့ယတနာတစ်ခုရှာပဝတ်ထားရှိတယ်သူ့မှာလူတဘာဝကြော်လွန်တဲ့စွမ်းအားတွေထိန်းချုပ်နိုင်တဲ့ပါဝါတွေပါဝင်လို့လူဆိုးတွေအနေနဲ့ဘလို့နီးနဲ့မဆိုခိုးယူဖို့ကြံစည်နေကြတယ်ဒါကြောင့်ဖះเจ้าကထူးခြားတဲ့စက်ရုပ်တစ်လုံးကိုဖန်တီးခဲ့တယ်သူ့နာမည်ကတော့ဖိုးဝါစက်ရုပ်သူကရာစုနှစ်ပေါင်းများစွာရှင်သန်နေပြီးယတနာကိုထိန်းသိမ်းဖို့အမြဲလက်ရှိနေတဲ့တညမှာတိတ်တဆိတ်ညနေခင်းတစ်ခုမှာမိုးတိမ်နဲ့လျက်စီးကာမိုးတဲ့တွန်းတန်တွေနဲ့အတူအန်ရဲ့အလုတ်ရှားကြီးစိုးနေတာမျိုးကထုံရစာအဖွဲ့လို့ခေါ်တဲ့လူဆိုးလူမိုက်6ဦးရဲ့မျက်နှာအမေးအမူမာနတွေဟာဖះเจ้าကိုတွာလာခဲ့တဲ့သူတို့မှာဇက်မြ мян ဆန်ဆန်ပြေးနိုင်တဲ့လက်နေသူအိုင်စာဆက်တွေကိုဖောက်ဖျက်တတ်တဲ့ hacker boss တထုတ်ပါနဲ့လက်နက်ကြီးတွေနဲ့တိုက်တက်သူမီနာလှပပြီးလူစိတ်ကိုဖောက်ဖျက်တတ်တဲ့သူဂုံတိတ်လျှောက်ပြီးတုံလို့เสียမရှိတဲ့ရှိုးဝက်သူခရမောင်ဘုံနဲ့တွဲတဲ့အပြစ်ခတ်များစီစဉ်တတ်သူတို့ရဲ့ရည်ရွယ်ချက်ကယတနာကိုခိုးယူပြီးကဘာကြီးကိုထိန်းချုပ်ဖို့ပဲဖိုးဝါစက်ရုပ်ကနိပညာရေးတာနဲ့စိုးမိုးချက်တွေခံစားမိတယ်သူမျက်စီမှာနီလာတဲ့အလင်းတွေတောက်လာတယ်မျက်နှာမြင့်ကင်မရာတွေနဲ့တိုက်ခိုက်မှုကိုရှာဖွေတုံ့ပြန်လာတယ် boss လာရောက်တိုက်ချင်ချိန်မှာဖိုးဝါကလက်တံဖြင့်တစ်ချက်ကန်ချလိုက်တဲ့ဇက်ကကြောကနေပြန်ဝင်ခြင်းတယ်ဖိုးဝါကလှဲ့ကပြေးနေတဲ့လန်တန်းနဲ့တင်ထိမိစေလိုက်တဲ့အိုင်ဇာကရိုက်ဖောက်ဖျက်ဖို့ကြိုးစားတဲ့အခါဖိုးဝါကသူ့အတွင်းမှာရှိတဲ့ဖះစနစ်နဲ့အမြန်လှည့်ပြန်တားလိုက်တဲ့တူပြီးတူအံ့ဩသွားကြတဲ့အချို့မှာထွက်ပြေးရင်းထုတ်ပိုးခွင့်နေရတဲ့ဖိုးဝါကတိုက်ခိုက်ပြီးအပြင်းထန်ယတနာကိုကာကွယ်တဲ့သူကလူမဟုတ်ဘူးစက်ရုပ်ဒါပေမဲ့သူ့မှာတစ္ဆာရှိတယ်တာဝန်ရှိတယ်မထွက်ပြေးတဲ့စွမ်းအားရှိတယ်အဲ့ဒီညကထုံအဖွဲ့ကရှုံးနိမ့်ခဲ့တဲ့ယတနာကမထိခိုက်ခဲ့ဘူးဖိုးဝါစက်ရုပ်ကအမှောင်ထဲမှာမျက်စိနီနီနဲ့ဆက်လက်စောင့်ကြည့်နေပါတယ်